စစီမှာတင်တန်းတာမတက်ခင်ရင်သူ့နဲ့စုံငိုးရမှာမဟုတ်ဘူးခါနာတာဖာလာလာပါခင်ဗျာဆိုတော့ဒီမှာဒီအပုံလေးဟိုနေ့ကကျမှ Telegram မှာတင်လိုက်တယ် Facebook မှာလည်းတင်တယ်ပေါ့နော်အဲ့ဒီမှာ Telegram မှာကျောင်းသားပေါင်းဒီဗီဒီယိုမရိုက်ခင်အထိကျောင်းသားပေါင်း940နှစ်ယောက်ဖြည့်ထားတာဟိုမှာနံပါတ်၄ပု္ပ္ပစာလေးကို50ရာခိုင်နှုန်းတော့ဖြည့်ထားကြတယ်အကျောင်းသားပေါင်း250ကျော်နံပါတ်၄ကိုဖြည့်ထားကြတယ်မှန်လားဆိုတော့မှားတယ်အဲ့တော့ဒီဟာလေးဆက်ရှင်းကြည့်အောင်အလင်းပြ民事系내회식에올 수 있어요 민수 만나편 회식 냐나 사보에 라나일라 네 특별한 일이 빈칸 갈게요 오케이 투자의 계사 에라 투자자 계사 꼴레 라게바메로 표현해 에너마티가 없는 날 디드라리요 제가 띠마야메 파플라 너나 소리 드라리ပေါ့နော် 파플라 너나မြန်မာလိုက 바드유이 လို့ပြောလို့ရတယ်ပေါ့နော် 바드유이 တော့ 없는 날 မရှိသေး ထူးခြားကိစ္စမရှိသေးတော့လာပါမယ် 없더라도 파플라 더라도 드라리 봐 발레베 파플라 더라도 အဲ့တော့မရှိလေပဲသူကအထူးခြားကိစ္စမရှိလေပဲလာပါမယ်မရှိရင်လာပါမယ်လို့ဖြစ်တဲ့နာမျိုးဆိုတာမှားတယ် opkile papla kile ဆိုတဲ့တရားလေးပါ papla kile ဒါကသူကအကြောင်းရင်းပြတာပဲကြောင်းမို့လို့ဘာသာပြန်လို့ရတယ် opkile မရှိတာကြောင့်မရှိတာမို့လို့လာပါမယ်ဒါလည်းမကြိုက်သေးဘူး offshore တော့တာမျိုးဒါလေးကကျတော့ bubble ထောတာမျိုးဆိုတဲ့တရားလေးပါမြန်မာလိုကဘတ်ခဲမယ်ဆိုရင်အဲ့မှာအော်ဆိုမှတော့ဘတ်တူးကိုပြောနေတာကနေမနှက်ဖြန်လို့ပြောနေတာနံပါတ်၄ကဘာကြောင့်မရလဲဆိုရင်ဘတ်တူးဖြစ်နေတယ်မရှိခဲ့ဘူးဆိုရင်ねဒီမှာကဒီအာဝရတော်တာမျိုးကဘယ်လိုမျိုးဆိုသူကပြီးပြီးသားကိစ္စတွေမှာသုံးရမယ်အသုံးတော့ဘတ်ခဲ့မယ်ဆိုရင်ဥပမာခါနာဒါတင်နန်းသာမတက်ခဲ့ဘူးဆိုရင်ဒါမျိုးသူနဲ့တွေ့ရမှာမဟုတ်ဘူးဒါမျိုးခြေနေမှာသုံးရမှာအဲ့လိုတခုခုကိုမလုပ်ခဲ့ဘူးဆိုရင်မဖြစ်ခဲ့ဘူးဆိုရင်နောက်မှာအဲ့ကိစ္စကြီးကဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အခြေအနေမှာသုံးရမယ်တရားစစီမှာတင်နန်းတာမတက်ခင်ရင်သူနဲ့စုံငိုးရမှာမဟုတ်ဘူးဒါမျိုးချိန်မှာသုံးရတယ်တရားအဲ့စားတာမကြိုးစားခဲ့ဘူးဆိုရင်စံမွေးအောင်ခဲ့မှာမဟုတ်ဘူးဒါမျိုးပါဒါမှမဟုတ်စားတာကြိုးစားခဲ့မယ်ဆိုရင်စံမွေးအောင်လိမ့်မယ်ဒါမျိုးချိန်တွေမှာသုံးရမှာပြီးပြီးသားကိစ္စတွေမှာပြန်ပြောရမှာသုံးရမှာဒီမှာကပြီးပြီးသားကိစ္စမဟုတ်ဘူးမနှက်ဖြန်ကြမှာရောက်တော့မရောက်သေးဘူးမနှက်ဖြန်ညကစားဝယ်လာနိုင်လားလို့မင်းနေဟုတ်ကဲ့ထူးထူးခြားခြားကိစ္စမရှိသေး၍တော့လာပါမယ်ဆိုတဲ့ဒါကနံပါတ်1ကမှန်တာပါဟုတ်ကဲ့ပါထူးထူးခြားခြားကိစ္စမရှိသေး၍တော့လာမယ်ရှင်းတော့မလာနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်အနေနဲ့ပြောတဲ့တရားလေးဖြစ်တာကြောင့်အဖြေက1ကမှန်ပါတယ်သဘောပါလားမသိဘူးဖလာလာခါနာတာပါခင်ဗျာ